တနေ့မှာထိုကိုတို့ကြောင်းတွေဘောလုံးပြိုင်မှုရှိတယ်။ဆရာကမိသူတို့ဝင်ပြိုင်မယ်လို့ပြောတော့ဒါကီကလွယ်လို့အားလုံးကဝင်ပြိုင်မယ်လို့ပြောကြတယ်။ညရောက်တော့ဒီငယ်ချင်းတွေကဒါကြီးကိုမေးကြတယ်။ဒါကြီးမင်းဘောလုံးပွဲဘာလို့ဝင်မပြိုင်တာတော့ကွာဒီလေချာဖွဲလူတွေကလူလောက်တယ်လေငါတို့ဖွဲကပဲလူနေနေရအေးမင်းတိုင်းလားဖွဲလေလူလောက်တယ်အေးမင်းကလူကငါတိပါဒါမဲ့ငါလပိုင်းလူမဟုတ်တာဆိုးတယ်ငါလပိုင်းနဲ့ပါကြွကြလို့လေမင်းသိပါမှာကွာလပိုင်းကအာယုံဆိုင်တဲ့အခါတွေမှာသူ့ဆွမ်းကိုထိန်းနိုင်တယ်ဒါမှငါလူမဟုတ်တာမင်းထိန်းနိုင်နေအရာရှိလားလို့ကွာထားလိုက်တော့ငါပါလိုက်မယ်ဒါနဲ့ငါ့ကိုထိန်းနိုင်ပြည့်စုံရှာရဖို့ကွာ3ရက်ပဲဒါလူသေးရတယ်โอเคနောက်တစ်နေ့မှာတော့လပိုင်းမျိုးအိမ်သွားပြီးဒါကြီးကိုထိန်းသိမ်းနိုင်မယ်ဒီလိုတစ်ချက်ကြာနေရတယ်ဒါကရောဘလို့မှမနေပစ္စည်းလည်းစုံနေအဲ့ဒါဦးမငါ့ဘူးပါမင်းကတခွားတီးကိုကြောက်တယ်အဲ့ဒါစွမ်းကြီးထွားလုံးကြည့်မယ်ဘာလောက်ကမှမင်းသူ့မမုန်းလားမုန်းတော့မုန်းတယ်ဒါပေမဲ့တပုံကိုဘာလောက်ကမှအေးပါငါနဲ့မသိရဲ့လူမှဖြစ်တာnhóc kinh về nó 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 nhóc kinh về nó